ကျွန်တော်ဒီနေ့ရက်ွက်ကြီးရှစ်မှာရှိတယ်ပေ60 80ခရမ်းမြူပေါ်စောက်ထားတဲ့အိမ်တလုံးကိုကျွန်တော်ဖြောက်ပေးချင်တာဖြစ်ပါတယ်ဒီအိမ်ရဲ့ဒီနေရာက Narrow Land နဲ့ရတနာလမ်းကြားဒေါနလမ်းသွဲတစ်ထဲမှာရှိတယ်နော်60 80ဆိုတော့ဒါအပင်နေပါလေးစိုက်ထားပြီးချဲအနေထားလဲတော်တော်လေးကိုကျေတာတွေ့ရတယ်ဘေးမှာဆိုလဲသူ့အိမ်ဘေးမှာဆိုလဲဒီမှာဒါနှစ်ထပ်တိုက်ဖြူဖြူအကြီးကြီးနော်တော်တော်လှလှရေးရှိတယ်နော်ပတ်ဝန်းကျင်တော်တော်ကောင်းတယ်အဲ့တော့ဒီအိမ်ကိုဖွင့်ထားတဲ့စီတော့60 80ခရမ်းမြေကိုဒါပိုင်ရှင်းအမီပေါက်နေပေါ့နော်သိန်း12000နဲ့ဈေးဖွင့်ထားတယ်ကျွန်တော်တို့ဒါ60 80ဆို40 60တဘောသိန်း4000လောက်ပေါက်တယ်ဒီနားမှာနော်အဲ့တော့ကျွန်တော်တို့အိမ်အခြေအနေလေးကိုကျွန်တော်လိုက်ပြချင်တယ်အိမ်ရှိမှတော့ပန်းပေါက်လေးတွေနဲ့အရိပ်ရပဲလေးတွေအဲ့လိုတွေစိုက်ထားတာအိမ်ကကျွန်တော်တို့အရင်တော့အိမ်ဟောင်းပုံစံလေးဆိုတော့ဒူတယ်ကောင်းတယ် stretcher ကောင်းတယ်တစ်ထပ်တိုက်လေးကိုဒီလိုပုံစံလေးနဲ့ရမယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်အိမ်ထဲမှာဆိုရင်လည်းပန်းလှပင်တွေရောရွက်လှပင်တွေရောအရိပ်ရပင်တွေရောအဲ့လိုမျိုးစိုက်ထားတာနော်ဒီဘက်ကဆိုရင်ဒီဘက်မှာရှိတဲ့ရေစင်းတွေပါသွားတဲ့ရှောက်လန်းနော်ချမ်းလေတော်တော်ကျေတယ်60 80ဆိုတော့လေအဲ့တော့ရက်ွက်ကြီးရှိထဲမှာအေးအေးဆေးဆေးနဲ့နေကျင်တယ်ချမ်းလေးကြက်ကြဲနဲ့အိမ်ကောင်းကောင်းလေးနဲ့လေးကျင်နေဆိုရင်သိန်း1000ဝန်းကျင်မှာရွေးချယ်လို့ရတဲ့အိမ်လေးတစ်လုံးဖြစ်တယ်ဗျဒီမှာတော့ကားပါကင်ပေါ့နော်ကားပါကင်ဧရိယာကိုအပေါ်မှာလူနေဆောင်ပါတယ်အောက်မှာတော့ကားတစ်စီးလောက်ကောင်းကောင်းထူလို့ရတဲ့ကားပါကင်ပါတယ်ဒီမှာဒီထုတ်တိုင်တွေကိုသုံးထားတဲ့တိုင်တွေကိုကြည့်နော်ဒါတပေပတ်လေတိုင်ကြီးအဲ့လိုမျိုးသုံးထားတာတော်တော်ကောင်းတယ် stretcher ကတော့နော်ဒီဘက်မှာဆိုရင်သူကဂါးတန်းပုံစံမျိုးလေးလောက်ထားတာပေါ့နော်ရှေ့မှာအရေးရပင်တွေပန်းလှပင်တွေအဲ့လိုလေးစိုက်ထားတာဒီမှာဆိုတောင်ထန်းတွေပါလည်းပါတယ်ဒါကတော့ကျွန်တော်တို့စင်ဝင်ကြီးပေါ့နော်စင်ဝင်ကြီးကလည်းအမြင့်ကြီးပဲဒါစင်ဝင်ကိုတက်လာတဲ့လမ်းအဲ့တော့ဒီဘက်ချမ်းမှာကသူကရေစင်တွေပါသေးတယ်ဗျအပေါ်မှာကျွန်တော်ရေဝူရေးပရာဒိုတစ်စိမ့်နဲ့ဆိုလာစစ္စတမ်နဲ့သုံးတဲ့ရေဝူရေးဆက်တွေပါတယ်ပေါ့နော်အဲ့လိုမျိုးဒီဘက်အိမ်ရှေ့ဘက်မှာကတော့ပန်းပင်လေးတွေရောအေးရပင်လေးတွေအဲ့လိုစိုက်ထားတာโอเคအဲ့ဆိုကျွန်တော်တို့အိမ်ထဲဝင်ကြည့်ကြအောင်ကျွန်တော်တို့ဒါအဲကန်ပေါ့နော်အဲကန်မှာဆိုကျွန်းပါကေးတွေအရင်တော့ကျွန်းပါကေးတွေအပြည့်ခင်းထားတယ်ပတ်လေအကုန်လုံးဒူးပိတ်တွေပါတယ်နော်သူ့မှာကကျွန်တော်သဘောကျတာအပေါ်စီလင်ပိုင်းစီလင်ပိုင်းမှာဆိုရင်ဒါကျွန်းနေပါတွေနဲ့အဲ့လိုမျိုးကနုတ်တွေနဲ့ဒါအလှဆင်ထားတာဒီမှာဆိုလည်းမီးဆိုင်ပါတယ်သူ့နောက်မှာကနုတ်တွေပါတယ်ပေါ့နော်အဲ့လိုမျိုးဒီမှာတော့ယူကန်နှခမ်းပါတယ်ဒီမှာမာရှာဘရောအကျယ်ကြီးတစ်ခမ်းပါတယ်ဒီဘက်ချမ်းမှာကျတော့ဒါဖျားကန်းကိုကျွန်တော်တို့ဒါ partition လုပ်တာကျွန်း partition နဲ့ပေါ့နော်ဒီမှာတော့အလှပစ္စည်းတွေရုံးတဲ့ပစ္စည်းတွေသူတင်ထားတာဒါကတော့ဖျားကန်းလေးဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီအိမ်ကကျွန်တော်တို့ရောင်းတယ်ဝယ်တယ်အယောင်းဝယ်လုပ်တယ်ဆိုရင်ဒီပရီဘော့ကတွေအကုန်လုံးလည်းဒါဈေးပိုင်းညှိနှိုင်းပြီးတော့တခါတည်းအပီးစီယူလို့ရတယ်ပေါ့နော်သူ့မှာအသာချက်ကဒီလိုနိုင်ရန်တွေအကုန်လုံးကို quality ကောင်းတဲ့ကြွေပြားတွေကတ်ထားတာဖြစ်ပါတယ်အပြည့်ပေါ့နော်အိတ်ခမ်းကတော့3ခမ်းပါတယ်အိတ်ခမ်း3ခမ်းမှာကျွန်တော်စင်ကာပူက2ခမ်းပါတယ်မာရှာဘရုံ1ခမ်းပါတယ်မာရှာဘရုံလေးကိုအရင်ပြမာရှာဘရုံကကျွန်တော်တို့ဒါ15ပေ13ပေလောက်ရှိတယ်ဒါမာရှာဘရုံအကျယ်ကြီးဖြစ်တယ်နော်အောက်မှာကျိုးပါကင်အပြည့်ခင်းရတယ်သူ့မှာရေရှုခန့်အိမ်သာပါပြီးသားနော်ရေရှုခန့်အိမ်သာကိုတော့ကျွန်တော်အသေးစိတ်မပြတော့ဘူးဒီဘက်ကရိုးရိုး2ခမ်းရှိတယ်ဗျရိုးရိုး2ခမ်းကတော့ကျွန်တော်တို့10ပေ13ပေလောက်ကျယ်တယ်နော်အဲ့လောက်ကျယ်တယ်ဒါရိုးရိုးခမ်းလေးတွေဖြစ်ပါတယ်အဲ့တော့မာရှာဘရုံ1ခမ်းရိုးရိုး2ခမ်းဆိုမိသားစု5 6လောက်နေလို့ရအနေထားမျိုးဖြစ်တယ်သူကဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒါရှောက်လန်းနဲ့ပေါ့နော်ရှောက်လန်းနဲ့ kitchen တိုင်းနဲ့သွားတာသူဘေးပတ်လည်မှာအကုန်လုံးဒါကြွေပြားတွေကတ်ထားတယ်ဒါတော့ kitchen dining area ဖြစ်ပါတယ်ကျွန်တော်တို့ kitchen area မှာဆိုရင်ဒီကောင်ကတော့ကျွန်တော်တို့ drawing kitchen ဖြစ်မယ်ဒါဥက္ကပ်ကန်နဲ့စီးလို့ကြော်လို့ရမယ်ဟိုဘက်မှာတော့ကျွန်တော်ချက်တာပြုတ်တာအတွက် work kitchen ပါတယ်ဒီ area ကတော့ dining area ပေါ့နော်သူအောက်မှာကဒါမချော်တဲ့ကြွေပြားတွေပေါ့နော်ဒါကြောက်လေးတွေစီထားတဲ့ပုံစံမျိုးအဲ့လိုမချော်တဲ့ကြွေပြားလေးတွေတုံးထားတယ်ဒီဘက်မှာ work kitchen ဒီ work kitchen တော့သူတုံးတာမတွေ့ထားဘူးเนาะ work kitchen အတွက်ကျွန်တော်တို့ basin တွေပါတယ်ဒီဘက်မှာဆိုရင်ဒါမိဖို့ကုန်တွေပါတယ်ပါပြီးသားเนาะကျွန်တော်ဒီဘက်အပြင်ဘက်မှာဆိုရင်သူကယူကန်နဲ့အိမ်သာနှစ်ခုပါတယ်เนาะဒီဘက်ကတော့ကျွန်တော်တို့ဒါဘူဒိုင်နဲ့ပေါ့เนาะဘူဒိုင်နဲ့ပြီးရင်အဝတ်လျှော်လို့ပါလို့ရမယ်ဒါယူကန်အကျယ်ကြီးပါတယ်ဒီဘက်မှာနိဒီဘက်မှာကျတော့မြန်မာတိုင်းတစ်လုံးပါတယ်အဲ့တော့ဒီမှာကားပါကင်အပေါ်မှာရှိတဲ့ကျွန်တော်တို့တယောက်အိတ်ခန်းလေးကိုအဲ့ဒါလေးလိုက်ပြပါဒါကတော့ကားပါကင်ပေါ်မှာရှိတဲ့တယောက်အိတ်ခန်းလေးเนาะအခန်းကတော့ကျွန်တော်တော့ပိတ်ထားတော့အထဲကိုတော့မပြတော့ဘူးเนาะဒါကတော့ကျွန်တော် mate တွေ driver တွေအဲ့လိုမျိုးပေါ့เนาะအိမ်အကူတွေပါတယ်ထားလို့ရတယ်ဝန်ထမ်းတွေပါတယ်ထားလို့ရတယ်အဆောင်လေးဖြစ်တယ်ဒီကတော့ကျွန်တော်တို့အရှိကိုကြည့်တဲ့ဒါ runner လေးကိုเนาะရှေ့အိမ်မှာရှိတဲ့ဟာတွေအကုန်လုံးမြင်ရမှာပေါ့နော်ဒီနေ့ကပြုတ်လွင်မျိုးရဲ့ဗရေဒါမျိုးတစ်ရက်ွက်ကြီး8ထဲမှာရှိတယ်ပေါ့နော်ပေ60 80ကိုခရမ်းကိုဒါနာမည်ပေါက်ဝင်ဖြစ်မယ်ကျွန်တော်တို့ဒါအယောင်းဝယ်လုပ်ပြီးမယ်ဆိုလဲစားစားတိုင်းနေတာတိတိကျကျခိုင်ခိုင်မာမာတိတိကျဖြစ်အောင်တေချာလေးစစ်ဆေးပြီးမှအယောင်းဝယ်လုပ်ပြီးမှဖြစ်တယ်နော်အဲ့တော့ကျွန်တော်အိမ်တန်ဖို့မြေတန်ဖို့နဲ့ဒါသိန်း1000ဝန်းကျင်မှာရနိုင်တဲ့ချမ်းချဲနဲ့အိမ်ဒီတစ်လုံးဖြစ်တယ်ပတ်ဝန်းကျင်နေတာကောင်းတယ်အိမ်ကလည်းကျွန်တော်တိုက်သားတွေရွှတ်ချာတွေပါဒုတယ်ပါကောင်းတယ်နော်အဲ့တော့ဒီနေ့ကိုလိုချင်တာဖြစ်ဖြစ်ကြည့်ချင်တာဖြစ်ဖြစ်သေးသေးစုံစမ်းချင်တယ်ဆိုရင်ကျွန်တော်တို့ Dream Market ဖုန်းနံပါတ်ဖြစ်တဲ့3995193989ကိုဖုန်းဆက်လို့ရပါတယ်ဗျကျေးဇူးတင်ပါတယ်